ကျွန်တော်တို့စိုးခဲ့မိုက်ခဲ့ပြီးပြီဆိုတော့ဖះเจ้าနဲ့တူတူတက်လိုက်ရအောင်ဗျာကြောင့်လည်းမင်းကမတက်တော့ကြပြီပေါင်းတင်များစုမိတဲ့အခါငယ်စဉ်ကကြောင်းနေပြန်ပြီးပြောဖြစ်တယ်ဆိုမေးတဲ့မင်းလာပြီးမင်းကြောင့်လာရောက်လာရဲ့ပြောရင်စိတ်ကြီးကြိုက်တယ်မင်းကတော့တို့နဲ့ပါမလာပဲမောင်ထဲမှာဆက်ရှောင်းနေစေဆိုရဲမင်းကတော်တယ်ဆရာဆရာမချစ်တဲ့သူရဲ့ကြည်ပြလို့တို့တွေတူတူလောကရဲ့လမ်းတွေပေါ်စိုးကြမိုက်ကြရင်နဲ့ရုပ်ထွက်တော့မင်းကပါမလာပဲမောင်ထဲမှာဆက်ရှောင်းနေစေတို့အားပြကြောင်းနဲ့ပြေရောက်တဲ့ချိန်ကြောင်းရှိလမ်းမှာကြည့်ဖို့ငါကိုယ်တိုင်မူဘူးနဲ့စိတ်လေးကလေးပွားအိမ်ပြန်မလို့လမ်းလျှောက်လာတဲ့ဒီကနေ့ပွဲတော်ဆိုတာပြကြောင်း